မင်္ဂလာပါရှင်ကျွန်မနာမည်ကတော့မနက်နိုင်ထွေးအောင်ဖြစ်ပါတယ်မဟာဘောဂ Finance Company မှာ Assistant Manager Position နဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ရှင်မဟာဘောဂ Company ကိုဘယ်ကနေစတင်ခဲ့ရလဲဆိုတော့ online ကနေတွေ့ပြီးတော့မှအလုပ်လျှောက်ဖြစ်ခဲ့တာဖြစ်ပါတယ်ကျွန်မကတော့မဟာဘောဂ Company ကို2022ခုနှစ်စက်တင်ဘာလကနေတော့စပြီးတော့ join ခဲ့တာဖြစ်ပါတယ်ကျွန်မအနေနဲ့ကတော့အခက်ခဲရလို့တော့ကြီးကြီးမားမားမရှိခဲ့ပါဘူးအဓိကကတော့ကိုယ်တာဝန်ကိုကြီးပွားအောင်ထမ်းဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်အောင်မြင်မှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်နဲ့ခံယူချက်ချင်းတော့တူကြမှာမဟုတ်ပါဘူးကျွန်မအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုမသိသေးတဲ့ဟာတွေကိုသိခွင့်ရတာမကျွမ်းကျင်သေးတဲ့ဟာတွေကိုလေ့လာခွင့်ရနေတာကြတော့ကျွန်မရဲ့အောင်မြင်မှုတစ်ခုပါပဲဟုတ်ကဲ့ရာထူးတိုးအနေနဲ့ကတော့ကျွန်မမဟာဘောဂ Finance Company မှာအလုပ်စဝင်ခဲ့တာကြတော့ Regional Candidate Position နဲ့အလုပ်ဝင်ခဲ့တာဖြစ်ပါတယ်ရာထူးတိုးအနေနဲ့ကကြတော့ဒီလောက်သက်3နှစ်အတွင်းမှာရာထူးတိုး4ချိန်ရရှိခဲ့ပြီးတော့အခုချိန်ဒီမှာဆိုလို့ရှိရင် Property Department မှာ Assistant Manager Position နဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ကိုတိုးတက်ဖို့ဘယ်လိုစူးစမ်းလေးလာခဲ့ရလဲဆိုလို့ရှိရင်အဓိကတော့သင်ယူလိုတဲ့စိတ်ရှိဖို့ပါပဲကျွန်မကကြတော့ကိုသိချင်တဲ့ဟာတွေသိရဖို့လေ့လာချင်တဲ့ဟာတွေလေ့လာရဖို့အတွက်ကိုယ့်ထက်နေတဲ့သူတွေရာထူးနေတဲ့သူတွေစီကနေပြီးတော့လေးလေးစားစားနဲ့သင်ယူဖို့လည်းဝင်လေးခဲ့ပါဘူးအဲ့ဒါကြောင့်လည်းတိုးတက်လာခဲ့တယ်လို့ထင်ပါတယ်ရှင်ကျွန်မကတော့လောက်ဖို့ကင်မတ်တွေအကုန်လုံးနဲ့ flexible ဖြစ်ပါတယ်ကိုကလည်းသူတို့ကို respect ထားပြီးတော့ဆက်ဆံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးစီကလည်း respect ပြန်ရပါတယ်အဲအားကြောင့်မို့လို့လုပ်ငန်းခွင်တွင်းမှာအရင်ကအဆင်ပြေပါတယ်အားသာချက်ကတော့ဝန်ထမ်းတွေအနေနဲ့ company ကချမှတ်ထားတဲ့ rules and regulation တွေကိုလိုက်နာမယ်စူးစမ်းမယ်ကျင်းဝါနဲ့ကောင်းကောင်းအလုပ်လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ရာထူးတိုးလာတာတို့ကတော့အရင်ကမြင်ပါတယ်အဓိကတော့စူးစမ်းလိုတဲ့စိတ်ရှိဖို့နဲ့အမှန်တကယ်စူးစမ်းဖို့ပါပဲလူငယ်တွေအနေနဲ့အလုပ်ကိုဒီဇိုင်းမှန်မှန်လုပ်ကင်ဖို့လိုအပ်ပါတယ်။နောက်ပြီးတော့ကိုယ့်ရဲ့ performance ကိုမပြနိုင်သေးခင်မှာ company ဘက်ကဘာပြန်ရမလဲဆိုတာမျိုးအရင်မျှော်လင့်တာမျိုးရှိတတ်ကြတယ်ပေါ့နော်။အဲ့လိုမျိုးချိန်တွေမှာပြောချင်တာကကြတော့ကိုယ့်ရဲ့ performance ကိုအရင်ပြပေးရမယ်။ကိုကဘယ်လောက်ထိလုပ်ပေးနိုင်လဲ company အတွက်ဘယ်လောက်ထိလုပ်ပေးနိုင်လဲဆိုတဲ့ဟာကိုအရင်ဖော်ပြပေးရမယ်ပေါ့နော်။အဲ့ဒီတော့မှသာ company ကနေပြီးတော့ရာထူးတိုးလာတာဆိုတာနောက်မှလိုက်လာမှာဖြစ်ပါတယ်မဟာဘောဂ Company ဒီထက်မကအများကြီးအောင်မြင်ပါစေလူငယ်တွေအတွက်လည်းအလုပ်ကိုင်ခွင့်လန်းတွေအများကြီးဖန်တီးပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်